ကျွန်တော်စောစောမိုဘိုင်းစဖွင့်နေရနေဒီနေ့အချိန်ထိမှာကျွန်တော်ဈေးကွက်ကိုကြောက်မိတဲ့အချိန်စိုးရိမ်မိတဲ့အချိန်တစ်ခုရှိတယ်ဗျာ2018 2019ကာလတွေပေါ့ကျွန်တော်တို့စောစောနိုင်မှာစောစောမိုဘိုင်းရဲ့ founder ပါ2018 2019ကာလမှာဘာသာရေးနဲ့စီးပွားရေးစိုးရိမ်စိတ်နှစ်ခုကြားကလွန်ဆွဲပွဲပေါ့2018ရဲ့အရင်ပိုင်းမှာကျွန်တော်တို့ဖုန်းတွေအရေးကြဝယ်ဖို့ဆိုရင် credit card နဲ့ဝယ်မလား Aero နဲ့ဝယ်မလားဒီနှစ်ခုပဲအများဆုံးရှိရပါတော့ credit card နဲ့ဝယ်ဖို့ဆိုရင်တော့ credit card ရဖို့ဆိုတာကအရင်ခက်တယ်Aero နဲ့ဝယ်ဖို့အတွက်ဆိုရင်လည်းထောက်ခံချက်ပေးရတဲ့စာရွက်စာတမ်းတွေကလည်းများတယ်ပေါ့ပြောချင်တာကအရေးကြဖုန်းတစ်လုံးဝယ်ဖို့အတွက်မလွယ်ကူ2018ရဲ့နောက်ပိုင်းမှာကြတော့ဒီလွယ်ကူကူနဲ့အတိုးနှုံမြင့်မြင့်နဲ့ဖုန်းတွေကိုလွယ်ကူကူအရေးကြထုတ်ပေးတဲ့ကုမ္ပဏီတွေဈေးကွက်ထဲကိုအပြိုင်ဆိုင်ပေါ်လာကြတယ်ဟိုနာမည်ပေါက်မီတာစာရွက်တစ်ခုရှိုံနဲ့တင်အရေးကြဖုန်းထုတ်လို့ရတယ်ဆိုတာမျိုးတွေအထိပါရှိတယ်ပေါ့နော်ဒီအတိုးဆိုတဲ့ဟာကလည်းကျွန်တော်တို့ကဒီကိုတိုင်းအတိုးယူသည်ဖြစ်စေအတိုးမယူသည်ဖြစ်စေအတိုးနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေကလုံးဝသွားပြီးတော့မှထိလို့မရအောင်ကိုတိုင်းအတိုးမစားသည့်တိုင်အောင်အတိုးဖြစ်စဉ်တစ်ခုဖြစ်ဖို့အတွက်ကျွန်တော်တို့ကလက်မှတ်လေးတစ်ခုထိုးပေးလိုက်တာဖုန်းလေးတစ်ကောခေါ်ပေးလိုက်တာစာရွက်လေးတစ်ခုဖြည့်ပေးလိုက်တာလှုပ်လိုက်ယုံနဲ့တင်ကျွန်တော်တို့အတွက်ကဒါကလုံးဝကိုကြီးမားတဲ့အပြစ်ကြီးတစ်ခုဖြစ်တယ်ဗျာဒီအတိုးနဲ့ပတ်သက်တဲ့တားမြစ်ချက်ကအစ္စလမ်ဘာသာဝင်တွေအတွက်ကလုံးဝအကွဲလွဲမရှိအားလုံးလက်ခံတဲ့ကိစ္စတစ်ဖက်မှာကြတော့လေဒီအရေးကြဖုန်းဝယ်တဲ့ trend ကအရန်ဖြစ်တာကိုရီးယားပြိုင်ဘက်ဆိုင်တော်တော်များများကတရက်ကိုအရေးကြနဲ့ဖုန်းတွေအများကြီးရောင်းနေကြတယ်ဗျာသူတို့ line ပေါ်တင်ကြဒီနေ့ဘယ်ဟာနဲ့တော့ဘယ်နှလုံးရောင်းရပြီဘယ်လိုရောင်းရတယ်ဆိုတာမျိုးတွေတင်ကြတယ်ဗောနော်ကိုရီကိုလည်းဒီအဲ့အရေးကြငွေထုတ်ပေးတဲ့ကုမ္ပဏီတွေကနေပြီးတော့မှလာပြီးတော့မှကမ်းလှမ်းတယ်မေတို့ဆိုင်အတွက်ဆိုရင်ငါတို့ stand by လူတယောက်ချထားပေးမယ်ဆိုတာမျိုးတွေအထိပါဗောနော်အဲ့လိုမျိုးကမ်းလှမ်းတာမျိုးတွေရှိတယ်ဗျာအဲ့တုန်းကဆိုရင်အရေးကြဖုန်းဝယ်ဖို့အတွက်ကတော်တော်လွယ်တာနော်လုံးဝကြိုလဲရှောက်စရာမလိုဖုန်းဆိုင်ကိုရောက်တဲ့အချိန်ကျမှဒီဖုန်းကိုကြိုက်တယ်ငါအရေးကြဝယ်မယ်အဲ့မှာသူ့ရဲ့နေမြေ agent ကနေပြီးတော့မှချက်ချင်းစာရွက်စာတမ်းတွေဖြည့်ချက်ချင်းအရေးကြကြတာဒါပေမဲ့အတိုးကတော့မဟာတရားများတယ်ဗျအဲ့တော့ကျွန်တော်အတွက်ကဒီအစ္စလာမ်ရဲ့တရားဟိုကျွန်တော်ဘာသာရေးတားမြစ်ချက်နဲ့လုံးဝဆန့်ကျင်နေတဲ့ဒီအတိုးနဲ့ပတ်သက်တာကိုတော့လုံးဝလှုပ်ဖို့စိတ်ကူးအတွေးတောင်မရှိဘူးဒါပေမဲ့စိတ်ထဲမှာတော်တော်စိုးရိမ်နေဒါကြီးကဘလို့အခြေအနေဆိုဘလောက်ထိအခြေအနေသွားကြမလဲပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့စိုင်နေမှာလည်းတကယ်လဲရောင်းအားနည်းနည်းလေးကျသွားတယ်ဗျာတဖြည်းဖြည်းနဲ့ဒီရောင်းအားကြီးကပို့ပြီးစိုးတော့မှာလားဆိုတဲ့စိုးရိမ်စိတ်ကြီးတစ်ခုကဖြစ်ခဲ့တယ်ပေါ့ဗျာအဲ့ဒီအခြေအနေမှာအဲ့တော့ဒီဈေးကွက်မှာငါအနေနဲ့အရေးကြမရောင်းဘဲနဲ့အမြင့်ဆုံးနေရာတစ်ခုမှာငါဆက်ရှိနေနိုင်ပါမလားဆိုတဲ့အတွေးမျိုးတွေလည်းဝင်လာတာရှိတယ်အဲ့တော့အဲ့ဒီကြောက်စိတ်ကပဲဗျာကျွန်တော်ဆိုင်ကိုကျွန်တော်ပို့ပြီးတော့မှ upgrade လုပ်ချင်လာတယ်ကျွန်တော်နိုင်တဲ့ဝင်နေကျွန်တော်ဘာတွေလုပ်လို့ရမလဲကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်ဆိုင်သေးသေးလေးရနေပြီးတော့ဒီဘက်မှာဆိုင်အကြီးချဲ့တယ်ဆိုင်ကို decoration တွေပြန်လုပ်တယ်အိမ်မှာစုထားတဲ့ပတ်စံတွေပါထပ်ထုတ်ပြီးတော့မှကျွန်တော်ဆိုင်ထဲမှာဖုန်းလေးတွေပို့ပြီးတော့မှစုံအောင်လုပ်တယ်ဟိုကျွန်တော်နိုင်တာကျွန်တော်စနတော့အရေးကြကျွန်တော်ရောင်းပေးလို့မရဘူးဒါပေမဲ့ဒီဘက်မှာကျွန်တော်နိုင်တာဘာရှိလဲအဲ့ဒါကိုကျွန်တော်အစွမ်းကုန်ကျွန်တော်လုပ်တယ်အဲ့တော့ကျွန်တော်လူလေးသေးမရှိအောင်ဗျာကျွန်တော်ဆိုင်လေးကိုကျွန်တော် view site တဲ့မွမ်းမှန်တယ်ဘယ်လိုပဲဖြစ်ဖြစ်2018ထက်ဆိုင်တော့ဒီနေ့အချိန်မှာတော့စောစောမိုဘိုင်းကအဲ့တုန်းကထက်အများကြီးပို့ပြီးတော့မှလူသိများလူယုံကြည်ရောင်းရတဲ့ဖုန်းဆိုင်တစ်ခုအနေထားကိုရောက်နေခဲ့ပြီပေါ့ဗျာဒီကနေကျွန်တော်ရလိုက်တဲ့အသည့်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့မလုံနိုင်တဲ့အရာတစ်ခုကိုကျွန်တော်တို့စိုးရိမ်နေမှာတဲ့ဆိုင်ကျွန်တော်တို့လုံလို့ရတဲ့ဟာတွေကိုကျွန်တော်တို့စင်စက်မပြတ်ကျွန်တော်တို့လုံနေမယ်ဆိုရင်ကျွန်တော်တို့မလဲကြသွားဘူးပေါ့နော်အဲ့တော့ဗျာဒါကဘာရမဟုတ်ဘူးဒီနေ့ရုံးပိတ်ရက်လည်းဖြစ်နေတော့ကျွန်တော်အိမ်မှာလည်းအားနေတာနဲ့ဒါလေးကိုမှတ်တမ်းအနေနဲ့အမှတ်တရလေးကျွန်တော်ဗီဒီယိုလေးရိုက်လိုက်တာပါအဲ့တော့ဒီကနေပြီးတော့မှအတွေးအမြင်တစ်ခုရသွားတယ်ဆိုရင် like and share လေးလုပ်ပေးလို့ရပါတယ်ကျွန်တော်လည်းမတူညီတဲ့အမြင်မျိုးရှိရဆိုရင်လည်း comment ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးပဲနေကောင်းကြမှာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တော့စောစောနိုင်ပါ